သမီးများကမိဘကျေးဇူးဆက်ကြတဲ့ဓမ္မသဘင်မှာဘုံဘုံကပရာဘာဝသုတ်တံကိုအပိုင်း1နေအဖြစ်ဟောပြပါမယ်။ယနေ့ဓမ္မသဘင်ဟာမိဘကိုကျေးဇူးဆက်ကြတဲ့ဓမ္မသဘင်မိဘကိုကျေးဇူးဆက်တဲ့နေရာမှာဓမ္မနဲ့ကျေးဇူးဆက်တာဟာအကောင်းဆုံးပဲ။မိကိုလက်ရဖကိုလက်ဝဲကင်ဆွဲချီလေးရဲ့ပခုံးထက်ဝဲအနှစ်တရာတက်တန်းနေရတဲ့လူတယောက်ကအဖေကိုလက်ဝဲအမေကိုလက်ရပခုံးပေါ်မှာတင်ပြီးအနှစ်တရာလှုပ်ကြွေးတော်မိဘကျေးဇူးဟာကြည်ဖို့မလွယ်ဘူးတဲ့ဒီလိုပြော။ဘာဖြစ်လို့တော့မေးရတော့မိဘတွေရဲ့မေတ္တာမိဘတွေရဲ့စေတနာဟာသားသမီးတွေရဲ့အပေါ်မှာလွန်လွန်ကဲကဲကိုထားခဲ့ကြလို့သားလေးသမီးလေးအမိဝမ်းနဲ့ရောက်လာပြီဆိုကြတဲ့ကသားမှန်းလည်းမသိသေးဘူးသမီးမှန်းလည်းမသိဘူးဖြူသလားမဲသလားလည်းဘာမှမသိသေးဘူးအမေဖြစ်သူကြတဲ့ကမိဘများကအဲ့ဒီကြတဲ့ကိုကဘာဖြစ်ကြတော့မေးတန်ရောစင်ရှိကြတာရှောင်တဲ့နာတွေရှောင်တယ်ဆောင်းတဲ့နာတွေဆောင်းတယ်ကိုကြိုက်တော့လည်းပဲမကြိုက်ပဲအောင့်ဤပြီးတော့နေရတာရင်ဝင်ထဲမှာရောက်နေတဲ့သားလေးသမီးလေးချမ်းသာစေခြင်းလို့ပေါ့အမိဝမ်းကနေလွတ်မြောက်လာပြန်တော့လည်းပဲဘာမှမသိဘူးသမင်းစာလဲငိုရေစာလဲငိုချင်းကြိုက်လဲငိုပြည့်စိတ်ကြိုက်လဲငိုအဲ့လိုငိုနေတဲ့သားလေးသမီးလေးကိုလည်းပဲအမေကဟာမရရအောင်ချော့ပြီးတော့မှအငိုတိတ်အောင်စောင့်ရှောက်တာလေအမေပဲနောက်တစ်ခါအရွယ်လေးရောက်လာပြန်ပြီဆိုတော့လည်းပဲဒီသားဒီသမီးလေးတွေကိုလောကလည်းမှာအောက်တန်းမကြရအောင်မြေတပန်းလှရအောင်အမေကနှုတ်ကြိုတိုက်ကြွေးအဖေကလည်းပဲနေဘူးမရှောင်မိုးရမရှောင်နဲ့ဒီသားသမီးတွေစားဖို့နေရအတွက်ရှားဖွေကျွေးမွေးကြရအဲ့တော့ပြောနေတာကဘာဖြစ်လို့မေးလဲတော့ဒီမိခင်နဲ့ဖခင်ဟာသားလေးတွေသမီးလေးတွေရင်ဝင်နဲ့ရောက်လာပြီဆိုကြတဲ့ကနေပြီးတော့သူ့ဟာသူဘယ်ရွယ်ရောက်မိဘတွေရဲ့စိတ်ဟာသားတွေသမီးတွေကြီးတယ်လို့ကိုမထင်ဘူးအဲ့လောက်ထိအောင်မျက်နှာမမြင်ရနေခင်ကနေပြီးတော့အသက်60 80ရောက်သည့်တိုင်အောင်ပေါ့ဗျာမိဘတွေသူတို့မျက်လုံးမမိတ်မချင်းပဲဒီသားဒီသမီးတွေရဲ့အပေါ်မှာမေတ္တာဓာတ်တွေပြေဝပေးထားတတ်တဲ့အတွက်တာကြောင့်ပေးကြတဲ့အတွက်တာကြောင့်မိဘကျေးဇူးဟာကုံအောင်ဆက်ဖို့ခဲရနေလို့ဒီလိုပြောတာဒါပေမဲ့ဆက်နိုင်တဲ့နည်းတစ်ခုတော့ရှိတယ်ဘာလဲလို့မေးလိုက်တော့သီလစောင့်တည်ရတာဝါသနာပါတဲ့မိဘကိုသီလစောင့်တည်ခြင်းလားအောင်သီလတန်